တေချာရင်နိုင်ပေးလုပ်လိုက်ရေး brother နှစ်ဦးနှစ်ဖက်ဆင်ပေးတာပေါ့ဒါပေါ့ brother ကျွန်တော်လုပ်ပေးချင်ပါတယ်ကျွန်တော်အရင်တော့လုပ်လေပေးခဲ့ပါတယ်အဲ့ဘာလို့ဆိုတော့ကျွန်တော်အရင်တော့ပုံမှန်ဒီရှုံးမမရှိ VIP package မစခင်ပါနော်ကျွန်တော်ပုံမှန် VIP တွေတော့ဆိုရင်ကျွန်တော်ညာဘက်ဆိုရင်ရောက်လာရင် brother ကျွန်တော် KB limit ထိတာတော့သိရမလားမိုးချုပ်သွားတော့ KB ဆိုင်နေပိတ်သွားလို့ KB ထဲမှာမရှိဘူးလို့ရောက်ပေးပါတော့သိရမနေ့ကတွဲပေးမယ်ပေါ့သိရမလားအဲ့လိုကောင်လေအများကြီးကျွန်တော်ရှိလာခဲ့ပါတယ်ကျွန်တော်ကိုချင်းဆိုင်နားလေဒါတွေဖြစ်တယ်ဆိုပြီးကျွန်တော်လုပ်ပေးခဲ့ပါတယ်ပြီးမနေ့ကပျောက်သွားပွဲရလေတရားခိုင်တော့အပြစ်နိုင်တယ်အပြေးစားတယ်ပြီးရင်မနေ့လေရောပျောက်သွား၄-၅ရက်လောက်ပျောက်သွားတဲ့ကောင်တပုံကြီးပါဒူးနဲ့တေးပါအများကြီးကြုံခဲ့ပါတယ်ပြီးတော့နောက်တစ်ဖွဲ့ရရှိတယ်မပေးမို့ပေးတယ်တစ်ခါပေးဖို့2ရက်3ရက်ကြာဖင်လဲအကောင်လဲဘာကြီးလှည့်နေရမလဲပတ်စံလေးကျွန်တော်အဲ့တော့ VIP ရောက်စားကျွန်တော် VIP စီက2000ပဲရှိတယ်သူတို့ကျွန်တော်အနည်းဆုံးသူတို့မကစားဘူးအောင်သူတို့အပြင်နိုင်မှာကစားရလို့ပြော3သိန်းလောက်ကစားတာကျွန်တော်နိုင်သေးတယ်ပြီးတော့အပြေးနိုင်တာကိုပေးဖို့2000ပေးဖို့ပေါ့နော်3ရက်လောက်ကြာတဲ့ကောင်ရှိသေးတယ်အဲ့တော့ brother စဉ်းစားကြည့်ဒါကျွန်တော်ပြရှင်းကြည့်လေကျွန်တော်ဒီ2000ကိုမက်လို့ပြမှာသူကျွန်တော်2000ကိုပြီးတော့ကျွန်တော်ဘာဖြစ်စဉ်းစားကြည့်လေကျွန်တော်ကဘာဖြစ်သွားလဲဒီ2000မရလို့ဘာမှဖြစ်စရာအကြောင်းမရှိဘူးသူတို့ကဘာဖြစ်မလဲဆိုတော့ဟုတ်တယ်လေလူကြားမှာတော့ဘာကိုလိပ်ပြလုံလားစဉ်းစားကြည့်လိုက်ပေါ့နော်တပေးတက်လို့တွေးမဲ့အချိန်မှာလိပ်ပြလုံလားတပူပေါ်လက်တင်ပြီးအိတ်တော့မဲ့အချိန်မှာခဏတာမအိတ်ပြောခင်အချိန်မှာတွေးမိရင်လိပ်ပြလုံလားစဉ်းစားပါတော့လူဆိုကိုယ်သမိုင်းကိုကြီးရတယ်ဒါပေမဲ့ရေးတဲ့သမိုင်းကလှဖို့တော့လိုသေးတယ်ဆိုတော့မြန်မာနိုင်ငံက brother ကျွန်တော်တခါပြောတနက်စားများတယ်နော်တနက်စားအရင်လုပ်တယ်ဒီနေရာမှာမဟုတ် brother ဘယ်နေပဲမှာဖြစ်ဖြစ်ကားလောကဆိုင်ကယ်လောကဖုန်းလောကဘယ်လောကဖြစ်ဖြစ်သိလားကလိန်ကကြီးချင်းထဲချင်းနဲ့တအားတနက်စားလုပ်ချင်တာသိလားမြန်မာနိုင်ငံစောက်ကြည့်တကယ်ပြောဘလို့ပြမရဘူးတလုံးပါမယ်ချင်းအခုလဲဘလို့ပြကားလောကပါဆိုလဲ brother အကုန်မြင်ပါတယ်ဖောက်ဆုပ်ဖြက်ဆက်တယ်စုံနေတာပဲစုံပလုံးတွေထားပါတော့ဂျိုတွေချင်းနေအဲ့တော့မဆိုင်ပါဘူးကျွန်တော်ဆိုင်တာပဲပြောလိုက်ပါမယ်သူတို့ကြီးကကျွန်တော်တို့က2000မက်လို့ကျွန်တော်တို့လှုပ်စားနေရမှာကျွန်တော်ကဒီနေရာရောက်ဖို့အတွက် brother ကျွန်တော်ကအင်းမေပစ္စည်းလေးနော်အင်းမေပစ္စည်းလေးရဖို့အတွက်ကျွန်တော်တို့ကဒီမှာတိဆောက်ထားတာအများကြီးပဲ brother သူတို့ကကျွန်တော်တို့စော်ကားလိုက်တာ brother ကျွန်တော်တို့ကစော်ကားခံရတာနားလည်းလာမသိဘူး brother ကျော်နေမှာကိုချင်းစာကြ brother အရင်ရင်းနှီးမြုပ်နှံထားပြီး brother အရေးပြက်တွေခံပြီးလေးလာစေးပူထားတဲ့ပွဲတစ်ပွဲကို brother ယုံကြည်မှုနဲ့ပေးတယ်နော် brother ရှိကိုပြန်ပြီးသူတို့ပြန်လာတဲ့ feedback ကဒီလိုမျိုးကြီးဆိုရင် brother ဘယ်လိုနေမလဲစဉ်းစားကြည့်လိုက်နော်ကျွန်တော်ပြပတ်စံတော့ကျွန်တော်ခုနကပြောပြီးမရတော့ဘာဖြစ်ဒါမဖြစ်ရှင်းလားကျွန်တော်ပြောချင်တာအဲ့တော့ကျွန်တော်ကစော်ကားခံရတာကျွန်တော်အဲ့လိုစော်ကားခံရတဲ့ပုံစံမျိုးကျွန်တော်လုံးဝဖြစ်မခံဘူးကျွန်တော်တိဆောက်တဲ့ image ဆိုတာ brother ကျွန်တော် image ပစ္စည်းလေးimage ပစ္စည်းလေးရဖို့ကျွန်တော်အချိန်ကြီးအများကြီးပေးပြီးတိဆောက်ထားတာဟာဒီကောင်ကဒီကပေါဝေးရောင်းစားနေတယ်ပေါ်ပပေရောင်းစားနေတယ်ဆိုတဲ့အဖြစ်မျိုးကျွန်တော်လက်ညှိုးတို့မခံနိုင်ဘူးဒီနေရာလေးရောက်ဖို့ကျွန်တော်အများကြီးတိဆောက်ထားတာ brother ဒီလိုနိုင်နေစလောက်လုပ်လို့ရတယ်ညဘက်ကြောင်လည်းအရေးပြတ်သေးတယ်နော်နောက်နေ့မနေ့ကျတော့လေကျွန်တော်တခြားလုပ်ဒီလုပ်ဖို့အတွက်ထရသေးတယ်ပြောချင်တာကျွန်တော်နားလိုက်တာမသိဘူး brother ကျွန်တော်ကဒီနေ့နိုင်နေစလောက်လုပ်နေရတာနော်ကျွန်တော်အများကြီးရင်းနှီးကြရတာ brother နားလိုက်လားမသိဘူးအဲကြောင့်မို့ကျွန်တော်တို့ကိုအီးမေးကိုအထိမခံနိုင်ပါဘူးကျွန်တော်မရောင်းနိုင်နေပါစေကျွန်တော်ပြောရှင်းရှင်းလေးပဲကျွန်တော်တကယ်လို့ brother ရဲ့ကျွန်တော်ရဲ့အာမခံရှုံးဝမရှိအာမခံပူရန်ပြတကယ်လို့ပွဲကြခဲ့ရင်ကျွန်တော်ပွဲစားပေးမယ်ပွဲစားမပေးဘူးဆိုရင်ကျွန်တော် member ကြီးပြန်အမ်းပေးလိုက်မယ်ရတယ်ကိစ္စမရှိဘူးပွဲပေးရတယ်လာတောင်းလိုက်ချက်ချင်းပြန်အမ်းပေးလိုက်မယ်ဒါပေမဲ့ဘယ်လိုပြပေါက်ပေးရတော့တော့မှမရောက်ပါဘူးကျွန်တော်ပြောပြီးသားပတ်စံတော့မက်လို့မဟုတ်ဘူးကျွန်တော် image ရှိပါတယ်ပြီးတော့တစ်ဖက်ကမြန်မာနိုင်ငံရဲ့တနက်စားစောက်ကျင်တွေကြောင့်မရောင်းတာဖြစ်ပါတယ်အဲကြောင့်ကျွန်တော် brother ပိုင်ဆိုးကျွန်တော်နားလဲပေးဖို့ကျွန်တော်ဒီညနေပြည်တဲ့ရက်ခံနဲ့โอเคအဲ့တော့ကျွန်တော်ရှုံးမမရှိဘူးအကြောင်းလေးဆက်ပြောပါမယ်ရှုံးမမရှိဘူးပြန်ပြီးbrother ကျွန်တော်နိုင်ငံပွဲတွေအခုကန်နေတာဖြစ်လို့ကြောင့်နိုင်ငံပွဲချိန်မှာမရပါဘူးနိုင်ငံပွဲချိန်တွက်ချက်လို့မရဘူး brother အပေါ်သိန်းတွေသာချ brother နိုင်စီရစိတ်ပုံနဲ့เนาะအဲ့တော့ကျွန်တော်ရဲ့ရှုံးမမရှိဘူးပြီးနောက်ကြပွဲကစားခြင်းကကျွန်တော်ပရီးမီးယားလီဂါစီးတီးဘွန်ဒက်လီဂါပြည်သစ်လီဂို1စတဲ့သက်ဆိုင်ရာလီ9လီပြန်စတဲ့အချိန်မှာကျွန်တော်တို့လာမှာဖြစ်ပါတယ်အဲ့ဒီကျကျွန်တော်12နိုင်နောက်ပိုင်းပွဲတွေကစားပြီးတော့ကျွန်တော်တို့ဘယ်လိုပြောမလဲမျိုးမြင့်ရအောင်ကျွန်တော်တို့အတူတူစူးစမ်းမှာဖြစ်ပါတယ်တခါလေးပြောပါမယ်ကျွန်တော်ရဲ့အရှုံးပွဲမရှိဘူးရပြီးမှကျွန်တော်မန်မခေါ်ပါဘူးတလားစာတို့တပတ်စာတို့မခေါ်ပါဘူးတပွဲချင်းစီပဲရောင်းမှာဖြစ်ပါတယ်တနေ့တပွဲနှစ်ပွဲပြည်သားရောင်းပြီးပြည်သားအနိုင်ယူမှာပဲဖြစ်တယ်ဒါကြောင့်မို့ရှုံးပွဲမရှိဘူးရပြီးကစားကြတယ်ဆိုရင်တော့ကျွန်တော်ပရီးမီးယားလီဂါစီးရီးဘွန်ဒက်လီဂါလီဂို1ဒါတွေပြန်စားချိန်မှာလာခဲ့ပါပေါက်ပေးမရောင်းပါဘူးမန်မာချင်းပွဲစားမယူချင်လို့မန်မာချင်းပြန်ပေးဆိုရင်ပေးလိုက်ပါမယ်ကျွန်တော်ပြောရှင်းရှင်းလေးပါနော်ဒါတော့နားလည်မယ်လို့လည်းထင်တယ်အဲဒါကြောင့်ပေါက်ပြရတော့ brother မရအောင်ဘာဖြစ်လို့ဆိုတော့ brother တို့ပတ်စံလိုချင်လို့မမောလို့မဟုတ်ကျွန်တော်မှကျွန်တော် image ဆိုတာရှိရ brother ပြီးတော့မြန်မာနိုင်ငံတနစားကောင်တွေအများကြီးရှိတယ်ဒူးနယ်တွေကျွန်တော်အများကြီးခိုင်းပြီးခ
ခံပြီးရတော့ကျွန်တော်တို့ရံဝင်မမောလို့ပြောပါဒါပေမဲ့ကျွန်တော်တို့တိဆောက်ထားတဲ့အရာဘာသာခုနကကျွန်တော်ပြောသလိုပဲဘာသာအခြေအနေအများကြီးရင်းပြီးစူးစမ်းထားတဲ့အရာတစ်ခုသူများအသေးပုံလေးကူးစားသွားပြီးတော့ဘာသာကိုပြန်ပြီးတော့လှည့်ကြည့်ရင်ဘာသာဘယ်လိုခံစားရမလဲခံစားကြည့်တော့ကိုချင်းစာကြီးလူဆိုတာဘာသာကိုယ်တိုင်ဖြစ်မှသိကြဟုတ်လားအဲကြောင့်မလို့โอเคအဲ့တော့ထားလိုက်ပါတော့ဒါကလည်းပြောပြပါပြီအဲ့တော့ကျွန်တော်ရှုံးမမရှိဘူရိုင်းဘီကို join ကျင်တယ်ညာတိုင်းနိုင်ကျင်တယ်ဆိုရင်ကျွန်တော်ဗိုင်ဘန်နဲ့တိတ်မှာဖုန်းနံပါတ်39 688883လုံးပေါ့နော်68883958ဖြစ်ပါတယ်ဗိုင်ဘန်တိတ်မှာဖုန်းနံပါတ်ကိုဆက်သွယ်လိုက်ပါဒါမှမဟုတ်တော့ဟောထဲမှာ Telegram link ရှိပါတယ်အဲ့ဒါနေလည်း join ထားလို့ရပါတယ်အားလုံးကျေးဇူးများတင်ပါတယ်